Hello, welcome to Villagers English. Okay, Villager English ကနေပြီးတော့ကြိုဆိုပါတယ်။ဒီနေ့မှာတော့ဒီလွယ်ကူရိုးရှင်းတဲ့အရာသာနဲ့ပတ်သက်ပြီးတော့ဒီဖော်ပြတဲ့စကားလုံးလေးတွေကိုလေ့လာကြည့်အောင်ပါ။ဥပမာချိုးတယ်ခါတယ်ချင်းတယ်ဆက်တယ်ပေါ့နော်။အဲ့လိုမျိုးအရာသာကိုဖော်ပြတဲ့စကားလုံးလေးတွေကိုလေ့လာကြည့်အောင်ပါ။နံပါတ်1စကားလုံးလေးကတော့ sweet ချိုးတာကိုပြောတာပါ။သူကတော့ဗမာလိုဆိုရင်တော့ချိုတော်လို့ဒီပဲထွက်တာပေါ့နော်။သူကတော့နာမဝိသေသနာ adjective အမျိုးအစားဖြစ်ပါတယ်။နမဝိသေသနာတွေကိုသုံးတဲ့အခါမှာ noun လို့ခေါ်တဲ့နာမ်ရဲ့ရှေ့မှာလေးထားလို့ရတယ်လို့သူကဘတ်တူဒီနဲ့လည်းတွဲပြီးတော့လည်းသုံးလို့ရပါတယ် sweet ဥပမာဝါကြလေးကိုကြည့်လိုက်အောင်ပါ I don't like sweet cake I don't like sweet cake I don't like sweet cake ငါချိုတဲ့ဒီကိတ်မုန့်တွေကိုမကြိုက်ပါဘူး Do you like eating sweet cake Do you like eating sweet cake မင်းချိုတဲ့ကိတ်မုန့်တွေစားတာကိုကြိုက်လားနောက်ထပ်စကားလုံးလေးတစ်ခုကတော့ sour ဆိုတာကချင်းတာကိုပြောတာပါချင်းတဲ့အရာသာပြောတာပါနော်ချင်းတော်လို့တမလို့ဒီပဲထွက်ပါတယ်ဥပမာဝါကြလေးကိုကြည့်လိုက်အောင်ပါ I like drinking lime juice it's sour and refreshing ငါကဒီတမယာကြီးတောက်ရတာကိုကြိုက်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီချင်းပြီးတော့မှဒီလန်းဆန်းစီလို့ပါအဲ့လိုမျိုးလည်းပြောလို့ရပါတယ်I love eating fried rosalie with bamboo shoot. It's sour and tasty. နောက်ထပ်စကားလုံးလေးတစ်ခုကတော့ spicy ဆိုတာကဆက်တာကိုပြောတာပါ I love eating thyme papaya salad. It's spicy and sour. ငါကချင်းပြီးတော့ဆက်တဲ့ဒီ thyme ရိုးရာသမောသီးတောင်းကိုစားတာကြိုက်ပါတယ်နောက်ထပ်စကားလုံးလေးတစ်ခုကတော့ salty ဆိုတာကဒီ salt ကနေလာတာပေါ့နော် salt ဆိုတာဆားပေါ့နော် salty ဆိုတာကဆားငန်တော်လို့ပြောခြင်းဖြစ်ပါတယ် Whenever my sister cook it's always salty Whenever my sister cook it's always salty အမဒီမင်းချက်တိုင်းဒီအမြဲတမ်းဆားငန်လေးရှိပါတယ် Do you like eating salty food Chicken curry was delicious but a bit salty စတာဟင်းကဒီစားလို့တော့အရင်ကောင်းတယ်ဒါပေမဲ့စားတော့နည်းနည်းငန်တယ်လို့ပြောခြင်းဖြစ်ပါတယ်နောက်ထပ်စကားလုံးလေးတစ်ခုကတော့ bitter ဆိုတာကခါတာကိုပြောတာပါခါတဲ့အရာသာပေါ့နော်ဥပမာချက်ဟင်းကားလေးဆိုလို့ရှိရင် bitter gourd လို့ခေါ်တယ် I love eating bitter gourd but the taste is bitter ငါချက်ဟင်းကားလေးစားရတာကိုကြိုက်တယ်ဒါပေမဲ့သူ့ရဲ့အရာသာကတော့ခါတယ်ပေါ့နော်အဲ့လိုမျိုးလည်းပြောလို့ရပါတယ်အဲ့ဒီခါတယ်ဆိုတဲ့နေရာမှာဒီခါသီးတဲ့ဘဝအတွေ့အကြုံတွေကိုလည်းပြောတဲ့အခါမှာလည်းသုံးလို့ရပါတယ်ခါသီးရဲ့အတွေ့အကြုံဆိုရင် bitter experience there is always something to learn through bitter experience there is always something to learn through bitter experience ခါသီးတဲ့အတွေ့အကြုံတွေကနေပြီးတော့သင်ခန်းစာတစ်ခုမြင်လေ့လာလို့ရတယ်ပေါ့နောက်တစ်ခုကတော့ melt ဆိုတာကအရာသာပေါ့တာကိုပြောခြင်းဖြစ်ပါတယ်ဥပမာပါကြလေးကိုကြည့်လိုက်အောင်ပါ I love tom yum soup but it was melt and watery I love tom yum soup but it was melt and watery tom yum soup ကိုကြိုက်တယ်ဒါပေမဲ့ရေများပြီးတော့အရာသာပေါ့နေတယ်ဆေးလိပ်ဆိုလို့ရှိရင်လည်း mild secret ဆိုလို့ရှိရင်သူကအရာသာတာမန်ထက်ပို့ပြီးတော့မှပြော့တဲ့ဆေးလိပ်မျိုးပေါ့နော်တစ်ခါစကားလုံးလေးတစ်ခုကတော့ tanny ဆိုတာကအရာသာပြင်းတာကိုပြောတာပါခုနကနဲ့ဆန့်ကျင်ဘက်ပေါ့နော်အရာသာပြင်းပြတဲ့အရာသာရှိတာမျိုးကိုပြောခြင်းဖြစ်ပါတယ် I love eating tangy flavored lemon tart ဒီငါကဒီ lemon နဲ့အရာသာပြင်းပါတဲ့ဒီမုန့်တစ်မျိုးကိုစားရတာကြိုက်တယ်ပေါ့နော်အဲ့လိုမျိုးလည်းပြောလို့ရ mutton curry was super tasty and tangy ဒီစိတ်သားဟင်းကအရန်အရာသာပြင်းပြီးတော့အရန်ကိုအရာသာရှိတယ်ပေါ့နော် Whenever my mother cook it's always tangy and delicious အမေချက်တဲ့ဟင်းလဲကအရန်ကိုအရသာရှိပြီးတော့အရန်ကိုစားလို့ကောင်းတယ်လို့ပြောချင်ဖြစ်ပါတယ်နောက်တစ်ခုက oily ဆိုတာက oil ကနေလာတာပေါ့နော် oil ဆိုတာစီ oily ဆိုတာကစီများသော oily အစီများသောပေါ့နော်အဲ့လိုမျိုးပြောချင်ဖြစ်ပါတယ် I love eating Burmese food but it's usually oily ဟင်းတွေကိုစားရတာကြိုက်တယ်ဒါပေမဲ့စီတော့များတယ်ပေါ့နော်အဲ့လိုမျိုးပြောချင်ဖြစ်ပါတယ် I love eating Burmese food mostly they are oily ငါကဗမာဟင်းတွေစားရတာကြိုက်တယ်ဒါပေမဲ့သူတို့ကအများစုအဖြစ်တော့ဒီစီများလေးရှိတယ်ပေါ့နော်
Okay နောက်ထပ်စကားလုံးလေးတစ်ခုကတော့ tasteless taste ကနေလာတာပေါ့နော် tasteless ဆိုတာအရသာမရှိတာပြောတာပေါ့နော် The food is tasteless can I order the other one The food is tasteless can I order the other one ဒီဟင်းကအရသာမရှိဘူးဒီစားတော့ကအရသာမရှိဘူးတခြားတစ်ခုထပ်ပြီးတော့မှာလို့ရလားအဲ့လိုမျိုးလဲပြောလို့ရပါတယ်ဟုတ်ကဲ့ဒီနေ့တော့ဒီလောက်ပါပဲကိုယ့်ရဲ့အကျိတ်ဆုံးစားတော့ကဘာလဲဆိုတာကိုပြပြပေးပါဘာကြောင့်ကြိုက်တယ်ဆိုတာလေးလည်းရှင်းပြပေးခဲ့ပါဦးခင်ဗျာ Okay that's all for today and hopefully that you like it and please tell me what is your favorite food and why you love it Bye for now and see you in coming videos